အားလုံးပဲမင်္ဂလာပါဒီနေ့ဒီပုံလေးကိုပတန်လေးဆွတ်ပြပေးပါမယ် Let's go သူကတော့လေတောင်လေးပေါ့နော်လေတောင်လေးဆိုတော့သူ့ကိုအမတို့ဒီဘက်ဒီနောက်ချမ်းပေါ့နော်ဒီနောက်ချမ်းပတန်ရဲ့ဒီဘက်ဘေးလေးကိုတလက်မလောက်သွားလိုက်မယ်နော်တလက်မလောက်သွားမယ်သွားပြီးရင်အပေါ်ကိုတလက်မဖြစ်ဖြစ်တလက်မ2စိတ်ဖြစ်ဖြစ်6စိတ်ဖြစ်ဖြစ်ကိုကြိုက်တဲ့လောက်ထောင်နော်အမကျတော့ဒီမှာတလက်မလောက်လေးအဲ့လိုလေးထောင်လိုက်တာပေါ့နော်ဒီမှာတလက်မဒီဘက်မှာတလက်မနော်ချုပ်စာရှိတဲ့လူဆိုချုပ်စာဖယ်သွားနော်ပြီးပြီဆိုရင်အမတို့ဒီဘက်ကိုအဲ့လိုပိတ်ချပလိုက်တယ်ပြီးရင်နောက်ချမ်းရဲ့ဒီအလေတိုင်ကနေအဲ့လိုတက်ချသွားလိုက်တယ်နော်အဲ့လိုတက်ချသွားတယ်တက်ပြီးပြီဆိုရင်ဒီကနေဒီကို6စိတ်လောက်မှတ်လိုက်တယ်နော်6စိတ်လောက်မှတ်တယ်မှတ်ပြီးအဲ့6စိတ်လောက်လေးကိုဒီလိုလေးစောင်းပုံသေးသေးနဲ့ပဲဆွဲပြတော့မှာနော်ပုံကြီးနဲ့ဆိုရင်အမလည်းမအားတော့လေအချိန်လေးမရမှာဆိုလို့အဲ့လိုလေးပဲဆွဲပြလိုက်မယ်နော်ပုံသေးသေးလေးနဲ့ပဲပြီးပြီဆိုဒီကနေဒီကို2စိတ်လောက်ဆင်းလိုက်နော်0.2 အဲ့လောက်ဆင်းလိုက်အဓိကစကေးကိုပဲမှတ်ထားရပြီနော်ပုံရဲ့အတိုင်းတောင်ကြည့်စရာမလိုပုံတရံလေးနဲ့ကိုရဲပေါ်မှာစကေးယူတဲ့အခါမှန်ရပြီပြီးရင်အောက်ခြေကနေဒီဘက်ကိုဇစ်စာတလက်မထုတ်မယ်နော်ပြီးရင်ဒီအပေါ်ကနေဇစ်စာတလက်မထုတ်မယ်အဲ့ဒါလေးကိုညင်းလေးဆွဲလိုက်မယ်နော်အဲဆိုနောက်ချမ်းလေးရပြီးပါပြီနော်ဒါလေးကဇစ်စာတလက်မစစ်တလက်မညက်တဲ့ခါကျရင်ဒီကနေပြီးတော့ဒီလိုလေးညက်ဒီလိုလေးညက်ဒီလိုတောက်ဖြစ်နေတဲ့နေရာလေးတွေကိုပြပြလေးညက်ဖို့မမေ့နဲ့နော်ပြပြလေးညက်ပြီးရင်ဒီဒါလေးကလက်ပြက်လေးဖြစ်တဲ့အတွက်အမတို့ဒီလက်ပြက်လေးကိုဘေးကနေတလက်မလောက်တိုင်လိုက်တယ်ပေါ့နော်တလက်မလေးကိုဒီလိုလေးချိုင်းလေးကိုလိုလေးဆွဲပြီးတော့ဖြတ်ချလိုက်တယ်နော်ဒီချိုင်းကိုအဲ့လိုကွက်တီပေါ့နော်သူဝတ်တဲ့ဟာချိုင်းသားတွေမပေါ်အောင်ပါအောင်လို့ဆိုရင်အဓိကဒီရင်ကျယ်လိုင်းမှန်ဖို့လိုတယ်ပြီးရင်အရန်ကြီးအောက်ကြတာမကြိုက်ဘူးဆိုဂျိုင်းလေးကို4စိတ်လောက်တက်လိုက်4စိတ်တက်တယ်ဆိုတာပုံသေးတော့မဟုတ်ဘူးသူ့ရဲ့ဟိုဘယ်လိုပြောရမလဲခန္ဓာကိုယ်မှာဂျိုင်းကိုလိုချင်တဲ့အနေထားတစ်ခါတည်းတိုင်းပြီးဒီအကွေနဲ့ဒီဘက်ကရှေ့ချမ်းရဲ့အကွေကိုတိုင်းပြီးလို့ရှိရင်ပေါင်းကြည့်လိုက်ကိုခန္ဓာကိုယ်မှာတို့လိုချင်တဲ့အနေထားဂျိုင်းဥပမာလူတယောက်ကဒီမှာဂျိုင်းပေါ့နော်အဲ့ဂျိုင်းကနေဒီအောက်လေးကို4စိတ်လောက်ပဲထက်ချလိုက်ရင်အတော်ပဲအဲ့ဆိုဂျိုင်းသားမပေါ်တော့ဘူးနော်အဲ့ဒါလေးကိုချိန်ပြီးလုပ်ရမယ်နော်အဲ့ဆိုရင်ရှေ့ချမ်းလေးကိုသွားမယ်ရှေ့ချမ်းကလေးကြတော့နောက်ချမ်းရဲ့ဒီတောက်ကနေပြီးတော့ဒီနေရာထိကိုတိုင်းလိုက်တယ်နော်တိုင်းပြီးပြီဆိုရင်ဒီဘက်ကိုကြတော့ရှေ့ချမ်းကိုဒီဘက်ကိုမှတလက်မအရင်ဖြတ်ထုတ်လိုက်ပေါ့နော်ဖြတ်ထုတ်ပြီးပြီဆိုအဲ့ဒီနောက်ချမ်းပခုံးကိုဒီမှာလာထပ်လိုက်တာနော်ဒီနောက်ချမ်းကိုယူလာပြီးဒီမှာထပ်လိုက်တယ်ထပ်လိုက်လို့ရှိရင်သူ့ရဲ့ဒီပုံစံလေးပေါ့နော်ဒီလိုမျိုးလေးအဲ့လိုလေးလာပြီးတော့သူကထွက်လာမယ်ဒါနောက်ချမ်းဒီလိုလေးထပ်လိုက်တာပေါ့နော်အဲ့လိုလေးထွက်လာမယ်သူထပ်လိုက်တာဒါမှဒီကနေဒီပခုံးနဲ့ဒီကနေဒီပခုံးကညီနေမှာပေါ့နော်အဲ့လိုညီနေမှာညီနေတဲ့အခါကျတော့မှအမတို့ကဒီမှာသူ့ရဲ့ဒီပုံလေးတိုင်းဒီပုံလေးတိုင်းပေါ့နော်ဒီဟာလေးကိုဒီလိုလေးဆွဲမယ်အဲ့လိုဆွဲမယ်ဆိုရင်အခုဒီမှာဆိုလို့ရှိရင်ဖြတ်လေးနဲ့အရင်ဆွဲမယ်နော်ဖြတ်လို့လွယ်အောင်လို့ဒီကနေဒီကိုတလက်မတက်တယ်မူရင်းကနေတလက်မတက်တယ်ပြီးရင်ဒီဘက်ကို4စိတ်လောက်ဝင်လိုက်တယ်ပေါ့နော်4စိတ်လောက်ဝင်လိုက်တယ်အဲ့နေရာလေးနဲ့ဒီလိုလေးကိုဒီလိုနည်းနည်းအဲ့လိုချိတ်လေးပဲဆက်လိုက်နော်အများကြီးတော့မချိုင်နဲ့ချိတ်လေးဆက်ပြီးပြီဆိုရင်ဒီငကုံလေဘင်းထိတ်ကနေဒီကိုအမတို့9လက်မသို့မဟုတ်10လက်မသူ့ရဲ့အရက်မြင့်ပေါ်မူတည်ပြီးစောင်းချလိုက်တာနော်ဒီကနေဒီကိုအဲ့လိုတိုင်းချလိုက်တယ်9လက်မသို့မဟုတ်10လက်မလောက်တိုင်းမှတ်လိုက်အဲ့ဒီအမှတ်နဲ့ဒီဟာလေးကိုဆက်လိုက်လေဘင်းကြက်ကြိုက်တဲ့လူချက်ချပြီးလိုက်နော်အဲ့ဒါဆိုရင်သူ့ရဲ့လေဘင်းလေးကအဲ့လိုလေးဖြစ်သွားမယ်နော်အဓိကဒီမူရင်းတက်တလက်မလောက်ပဲတက်နော်အများကြီးတက်ရင်လေဘင်းမှာသွားအစ်နေမှာပြီးပြီဆိုရင်ရေကူးတောက်ပုံစံလေးဖော်လိုက်ပါရေကူးတောက်ကလည်းဒီပခုံးကနေဒီကိုတိုင်ရင်4လက်မသို့မဟုတ်4ခွဲလောက်ကနေစမှတ်ပြီးတော့ဒီရင်တောက်နဲ့ပြပြလေးအဲ့လိုလေးဝိုက်ပြီးတော့ဆက်လိုက်ရပြီနော်ဒီလိုပတံကိုသိထားတဲ့လူဆိုပိုကောင်းတယ်နော်ဒီပခုံးတောက်ဆွဲတဲ့ပတံကိုသင်ထားဘူးတဲ့လူဆိုရင်ဒါကိုလိုက်ဆွဲရတာလွယ်တယ်တကယ်လို့ကိုယ့်ရဲ့ပတံပခုံးတောက်မပါဘူးဆိုလည်းရတယ်အနည်းဆုံးတော့ဒါတွေအနည်းဆက်ဆုံးတူအောင်လိုက်ဆွဲလို့ရတယ်နော်အမတို့ကိုယ်တိုင်လည်းအရင်တော့ကိုသင်ထားဘူးတဲ့ပတံနဲ့သူများတွေသင်ပြီးတဲ့ပတံဆိုကိုလိုအပ်တဲ့ဟာတွေလိုက်ပေါင်းဆက်ကြည့်တာပဲနော်အဆက်ဆက်ချင်းဆိုရင်တော့ကိုအများကြီးတော့လိုအပ်တာရမယ်နော်အဲ့လောက်ဆိုရင်ရမယ်ဒီချိုင်းကတော့ထုံးစံတိုင်းပေါ့ဟိုဘက်မှာ4စိတ်တက်ထားတယ်ဆိုရင်ဒီနောက်ရှေ့ချမ်းမှာလည်းအဲ့လို4စိတ်ပေါ်လေးကိုပြောင်းတက်လိုက်ပါနော်ဒီပုံသေးသေးလေးတွေကတော့ခန္ဓာကိုယ်ရဲ့
fitting နဲ့ကွက်တီတော့မဟုတ်ဘူးဒါပေမဲ့အဓိကဒီ scale တွေပေါ့နော်အမတို့ဆွဲပြလာတဲ့ scale တွေကအဓိကကြာတာနော်ကျေးဇူးတင်ပါတယ်